လူတွေဟာတတိဘလောက်မေးတယ်လဲဆိုတာစဉ်းစားကြည့်ကိုယ့်ကိုယ်တယောက်တည်းထိုင်နေတဲ့အခါကြည့်လူကတော့ထိုင်နေတာပဲသို့တော့ငါထိုင်နေလားလို့မသိဘူးသူဘာတွေလုံနေလဲဆိုရင်ရှောက်တွေးနေတယ်မနေ့ကဟာတွေတွေးရင်တွေးပဲနောက်ရက်အတွက်တွေးခြင်းတွေးပဲသူများအကြောင်းတွေးရင်တွေးလူကတခြားစိတ်တခြားအိတ်နေရင်လည်းထို့တူပဲသွားနေရင်လည်းထို့တူနောက်ဆုံးမှာ24နာရီနှာခေါင်းကလေတွေကဝင်လိုက်ထွက်လိုက်နဲ့အသက်ဆက်နေတယ်။အော်ငါနှာခေါင်းကလေတွေဟာစင်စက်မပြတ်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်လုံနေတာပါလားလို့ဆိုကိုယ့်ကိုစဉ်းစားကြည့်ဘယ်နှခါသိဘူးလေနော်တရားထုတ်မှသိတာပဲဖြစ်ကြမယ်ပေါ့တခြားအချိန်မှာဆိုမေ့ထားလိုက်တာမေ့ထားလိုက်အဲ့တော့စင်စက်မပြတ်ခန္ဓာကိုယ်နဲ့တတိနဲ့တမ္ပစဉ္ညာနဲ့ကတ်နေအောင်လေ့ကျင့်တဲ့နည်းကိုများစွာအကျိုးဖြစ်လို့ဘုရားဘာသာမဟုတ်တဲ့နိုင်ငံခြားလူတွေက mindfulness လေ့ကျင့်ခန်းဆိုပြီးတော့အခုဆို business အလုပ်တွေမှာတောင်မှဝေကျေတနာများစွာပေးပြီးတော့သင်တန်းတွေပါတက်ကြတယ်ဟောသင်တန်းတွေပါတက် mindfulness based stress reduction ဆိုတာ mindfulness ခြေခံပြီးတတိကိုခြေခံပြီးတော့စိတ်ဖိစီးမှုတွေကိုဖယ်ရှားလို့ရတယ်ဆိုတာမြတ်စွာဘုရားဆရာရပါတာနော်အဲ့ဒီရသွားတဲ့နည်းကိုလုံနေတယ်တကယ်ကတော့မြန်မာပြည်ကဘုရားဘာသာဝင်တွေဟာဒီနည်းစနစ်တွေမြန်မာလူမျိုးတွေလက်ထက်မှာရှိတဲ့ပိဋကတ်၃ပုံမှာပါတယ်အလုံးဟာဒီထဲမှာပါသို့တော့မြန်မာပြည်ကလူအများစုကဒါတွေကဘုန်းကြီးစာတွေလောကုတ္တရာစာတွေနိဗ္ဗာန်ရောအကြောင်းတရားတွေနောင်ဘဝအတွက်တွေငါတို့နဲ့မဆိုင်ဘူးငါတို့ကစာဝန်ကြီးလုံးတာဒါတွေအရေးမပါဘူးလို့ဆိုပြီးကြောခိုင်းသွားကြတာများတယ်ပေါ့နော်တကယ်ကတော့ဒါတွေနဲ့အသုံးချပြီးတော့အလုံးလုံးကြရမှာဖြစ်တယ်လောကုတ္တရာစာမဟုတ်ဘူးလောကီအတွက်လောကုတ္တရာဆိုတာမဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ကိုပဲခေါ်တယ်ကျန်တာတွေဟာလောကီတွေကျွလောကီဆိုတာလောကရဲ့အစီအပွားပဲဘုန်းကြီးတွေကိုလောကုတ္တရာလို့ပြောနေကြတယ်ဘုန်းကြီးလည်းလောကီပဲမှာလောကထဲမှာရှိနေတာလောကီလောကီယလို့ခေါ်တယ်လောကထဲမှာရှိနေတယ်လောကနဲ့ဆက်ဆက်နေတယ်လောကုတ္တရာဆိုတာမဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ထားကိုပဲခေါ်တာနော်လောကအထက်ရောက်သွားတဲ့အနေထားကိုဆိုလို့အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုလောကုတ္တရာတရားတွေငါတို့လည်းနိဗ္ဗာန်မရောက်ချင်သေးဘူးနိဗ္ဗာန်အတွက်ဒါလုံးဝမဲ့ဟာတွေနေ့စဉ်အတွက်မှာသုံးဝင်မှုဆိုတဲ့လွဲမှားတဲ့အတွေးတွေနဲ့နော်ကြောပြီးထွက်ခွာမသွားကြနဲ့ဒါတွေကတမိုးရှိတဲ့အရာတွေဖြစ်တယ်ပေါ့တို့တွေကိုယ်တိုင်သိရှိနားလည်အောင်တတိနဲ့ပညာနဲ့ပညာဥဆောင်တဲ့တတိနဲ့မှတ်မိအောင်ကြိုးစားတတိဥဆောင်တဲ့ပညာနဲ့အဓိပ္ပာယ်ကိုစဉ်းစား